Facebook ကောက်တင်ဖွင့်တဲ့အခါဖုန်းနံပါတ်နဲ့ဖွင့်ရင်ကောက်မကြတာဒါမှမဟုတ်ဖွင့်ပြီးတာနဲ့ကောက်ကချက်ချင်းပိတ်ခံရရင်အခုဒီလန်တိုင်းလိုက်လို့ရပါဒီနေ့ဗီဒီယိုလေးမှာတော့အဲ့ဒါလိုပြဿနာတွေလုံးဝမရှိစေပဲမြန်မာနိုင်ငံကနေ Facebook ကောက်တင်တစ်ခုကိုအလုံးကြုံဆုံးနဲ့အလွယ်ကူဆုံးဘယ်လိုဖွင့်ရမလဲဆိုတာကို screen record နဲ့တကွအစစ်စစ်ရှင်းပြပေးသွားပါမယ်အကောက်စမဖွင့်ခင်မှာကြိုတင်ပြင်ဆင်ထားရမယ့်အရေးကြီးတဲ့အချက်၃ချက်ရှိပါတယ်နံပါတ်1ကတော့မြန်မာနိုင်ငံကနေလောက်တာဖြစ်တဲ့အတွက်ကြောင့် VPN လိုပါတယ်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကနေတိုက်ရိုက်ဝင်သုံးဖို့အဆင်မပြေတဲ့အတွက်တောင်းနေကြ VPN တောင်းမဟုတ်လဲအဆင်ပြေတဲ့ VPN တစ်ခုခု iSware အကောင့်နဲ့ VPN တစ်ခုခုကိုအရင်ဆုံးဖွင့်ထားပေးရပါမယ်နံပါတ်2ကတော့ Gmail ဒါမှမဟုတ် Outlook အကောင့်တွေရှိဖို့လိုပါတယ်ဖုန်းနံပါတ်နဲ့ဖွင့်ရင်ကောက်မကြတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုရင်ကိုပိုင် Gmail ဒါမှမဟုတ်ရင်တော့ Outlook အကောင့်တစ်ခုခုကိုလိုအပ်ပါတယ် Gmail အကောင့်ဖွင့်နည်းနဲ့ Outlook အကောင့်ဖွင့်နည်းမသိဘူးဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အောက်မှာ link လေးချိန်ထားပေးပါမယ်နံပါတ်3အချက်ကတော့ Facebook app ပါဒါကတော့ Play Store ကနေဒါမှမဟုတ်လို့ရှိရင်ဒီ App Store တွေကနေ Facebook app ကိုနောက်ဆုံး version ကို update လုပ်ထားဖို့မမေ့ပါနဲ့ Okay အဲ့ဆိုလို့ရှိရင်အားလုံးအစင်သစ်ဖြစ်ပြီဆိုလို့ရှိရင် Facebook account တစ်ခုကိုစပြီးတော့ဖွင့်ကြရအောင် Facebook account တစ်ဖွင့်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဦးဆုံး VPN ချိန်ဖို့လိုအပ်ပါတယ်ဒါမှဆိုလို့ရှိရင် non VPN နဲ့ချိန်ပြီးတော့လုပ်ပြပေးသွားပါမယ်နောက်ပြီးဒါဆိုလို့ရှိရင် VPN ချိန်လို့ရပါပြီပေါ့နော် VPN ချိန်လို့ရပြီဆိုလို့ရှိရင် Facebook ထဲကိုဝင်နိုင်မယ် Facebook ထဲဝင်ပြီးသွားပြီဆိုလို့ရှိရင်အောက်က create new account ကိုနှိပ်လိုက်မယ်ကဲဒါမျိုးပြပြီဆိုလို့ရှိရင် create new account ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်နာမည်ကဘာထည့်မလဲပေါ့နော်ကဲအပြီးလို့ရှိရင်နိုင်နေသွားမယ် Facebook ကောက်ဖွင့်ဖို့အတွက်ဆိုလို့ရှိရင် VPN ကလည်းဒီ now VPN ကတော့အကောင်းဆုံးပဲเนาะတကယ်လို့တခြား VPN ဆိုလို့ရှိရင်တော့မရတာများတယ်အဲဒါကြောင့်မို့ဒီမှာ now VPN နဲ့လုပ်ပြတယ်နောက်ပြီး VPN နဲ့လုပ်တဲ့ချိန်မှာလဲ line ကဒီနည်းနည်းတော့လေးတော့ဗောနော်ဒီပုံမှန် VPN တွေထက် line ကနည်းနည်းလေးတယ်ဆိုတော့အတိခံပြီးတော့ဖွင့်ကြည့်ဗောနော်ချိန်နေပါရပါတယ်အဲဆိုလို့ရှိရင်ဒီမှာပတ်တေးတွေရွှေပေါ်ပြီဆိုလို့ရှိရင် night နဲ့သွားလိုက်မယ်အဲ့ပြီးလို့ရှိရင်ဒီမှာ female နဲ့ male နဲ့ရှိတယ်ဘယ်တာယူမလဲပေါ့နော် nice နဲ့သွားလိုက်မယ် okay ဒီနေရာမှာ phone number ပေါ့နော် phone number တော့ထည့်လိုက်ဘာလို့လဲဆိုတော့ phone number မထည့်ရင်ဒီကောင်မပွေဘူးကောက်ကြတာမကြတာနောက်မှာနော် phone number ထည့်တဲ့နေရာမှာ95နဲ့ထည့်နော်95ကိုပြီးလို့ရှိရင်ဒီမှာ9 number ကိုထည့်လိုက်နော်နောက်ပြီး nice နဲ့သွားလိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီနေရာမှာ password ကတော့ကိုစင်ပြတဲ့ password ကိုမြဲနဲ့မှတ်မိတဲ့ password ကိုထည့်လိုက်ပြီးလို့ရှိရင် nice နဲ့သွားပြလိုက်မယ်ပြီးရင် I agree ကိုနဲ့လိုက်ခဏတော့စောင့်ဝေးရအောင်နော်ကျင်းရအောက်က confirm with code instead ကိုပဲနှိပ်လိုက်မယ်နော်အောက်ကစာကြောင်းကိုပဲနှိပ်လိုက်မယ်ဘာလို့လဲဆိုတော့ Gmail နဲ့မလုပ်ဘူးနော် phone number နဲ့ပဲချိန်နေဆိုတော့ဒီနေထားပြပြီဆိုလို့ရှိရင်ဒီမှာ continue ကိုနှိပ်ပြလိုက်ပါဟုတ်ပြီဒီမှာဆို confirmation code ပေါ့နော်Okay confirmation code ကဘာ message မှမကြလာဘူးဒီ Facebook နဲ့ပတ်သက်တဲ့ message တွေကဘာတစ်ခုမှမရှိဘူးပေါ့နော်ရှိဘူးဆိုလို့ရှိရင် code မကြဘူးဆိုလို့ရှိရင်ဒီကောင်ကအသုံးလို့မရဘူးအဲ့ဒါကြောင့် code ကြအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီမှာ तू က recent code to SNF ပေါ့နော် SNF ကိုပဲပြန်ပြီးတော့ code ကိုပြန်ချခိုင်းမလားဒါမှမဟုတ်ရင်ဖုန်းခေါ်နဲ့ခေါ်မလားဒါမှမဟုတ်ဖုန်းနံပါတ်ကိုချိန်လိုက်မလားပေါ့နော်အဲ့ဒါဒီတစ်ခုမှမလုပ်ပြလောက်မှဒီ confirm ပိုင် email နဲ့လောက်လိုက်မယ်နော်ဒီနေရာမှာမေးစရာတစ်ခုရှိတယ်ပေါ့နော်အစကတည်းကဘလို့ email နဲ့မဖွင့်လဲပေါ့နော်အကယ်လို့ email နဲ့ဖွင့်မယ်ဆိုလို့ရှိရင်ဒီ Facebook app မှာလုံးဝဖွင့်လို့မရဘူးပေါ့နော် email ထည့်ရမယ်ဆိုလို့ရှိရင်အဲ့ဒီ create new account နေရာကိုလုံးကိုသူမကြော်လာဘူးအဲ့လိုမျိုးဖြစ်လို့အခုလိုမျိုးတစ်ဖက်လှည့်နဲ့လောက်တော့ပေါ့နော်မှန်မှာတော့ဖွင့်ရတော့ email နဲ့လောက်တာပဲ okay ဒါဆိုလို့ရှိရင်ကို email တစ်ခုခုထည့်ပေးလိုက်မယ်နော်ပြီးလို့ရှိရင် nice နဲ့သွားလိုက်မယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ email မှာကောက်လာကြနေပြီပေါ့နော်5339 5339 okay ခါပြီးလို့ရှိရင် nice နဲ့နှိပ်ပြလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင် Facebook account တစ်ခုလွယ်လွယ်ကူကူနဲ့ဖွင့်လို့ရပါပြီ
ဖွင့်ပြီးချင်းအကောင့်လောက်မကြအောင်အကောင့်မပြတ်ရအောင်ဘာတွေဆောင်ရန်ရှောင်ရန်ဘာတွေရှိလဲပေါ့နော်ဖွင့်ပြီးချင်းမှာကိုကတကယ်ချင်းတွေအများကြီးတွားပြီးတော့တွားမှတ်နဲ့ပြီးလို့ရှိရင်ဒီ profile picture တွေတတိကြထည့်ပေါ့နော်ကိုရဲ့ profile ပုံတွေပြီးလို့ရှိရင် birthday တွေပြီးလို့ရှိရင် cover photo တွေအဲ့ဒါတွေအကုန်လုံးအမှန်ထည့်ပေါ့နော်ပြီးလို့ရှိရင် page တွေကိုလည်းမလိုက်ပြီးတော့မှအများကြီး follow တော့မလုပ်နဲ့ပေါ့နော်ဒီတိုင်းလေးပဲ easy လေးမှာတစ်ပတ်လောက်ရင်တုံးလိုက်ပြီးမှပဲကိုတကယ်ချင်းဖြစ်ကျင်တဲ့သူကိုမှလိုက်ပြီးတော့မှ2ယောက်တစ်နေ့ကို2ယောက်3ယောက်အဲ့လောက်ပဲ add ပြီးတော့သွားပါတော့တခါတည်းအများကြီးအချမယ်ဆိုလို့ရှိရင် Facebook page ကဒါ scan လုပ်တယ်ဆိုပြီးတော့တခါတည်းသူတို့ကပိတ်ချတာပေါ့နော်သူတို့ကပြန်ပြီးတော့ပြန်ဘန်းချတာပိတ်ချတာပေါ့နော်ဘာလို့လဲဆိုတော့အရင်ကလိုမျိုး Facebook ကောက်တွေကပေါ်ပေါ်တော်ဖွင့်ခွင့်မရှိတော့ဘူးပေါ့နော်ဒီ Google တွေလိုမျိုးပဲဘာလို့လဲဆိုတော့လူတွေကဒီ Facebook ကောက်တွေတော်တော်ဖွင့်လို့ရတယ်ဆိုတော့လွယ်လွယ်နဲ့ဖွင့်ကြတယ်ပြီးလို့ရှိရင်ဖုန်းတစ်လုံးပြတ်သွားတယ်နောက်တစ်လုံးဝင်မယ်ဆိုလို့ရှိရင်အကောက်ကနောက်ထပ်တစ်ကောက်ထပ်ဖွင့်ပြန်တယ်အဲ့လိုမျိုးပေါ့နော်အကောက်တွေကဒီအကောက်တွေကဘလပွားနဲ့ဒီဒါပွားလာတဲ့ခါကျသူတို့အဲ့ဒါကိုထိန်းချုပ်ဖို့အတွက်ဆိုပြီးတော့ Facebook ကောက်ကိုလည်းဒီတစ်ခါလေကြာလော့ကြလို့ရှိရင် Facebook ကောက်ကိုဒီမျက်နှာနဲ့တောင် confine လုပ်ပြီးမှပြန်ပြီးတော့ပြန်ဖွင့်ပေးတာမျိုးရှိတယ်ပေါ့နော်ဒါကတော့ Facebook ကောက်လော့မကြအောင်ပြန်ပြီးတော့ဒီဆောင်ရန်ရှောင်ရန်လေးပေါ့နော်အဲ့ဆိုလို့ရှိရင် Facebook ကောက်လည်းအဆင်ပြေပြီးဖွင့်လို့ရပါပြီဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်သက်တည်ကျင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment မှာပြောခဲ့ပေးပါဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကယ်လို့ Facebook ကောက်ဖွင့်လို့မရခဲ့ဘူးဆိုလို့ရှိရင်လည်းဒီ channel ရဲ့ description မှာ Telegram bot channel လေးတစ်ခုထည့်ရတော့ဗောနော်အဲ့ဒီတဲကနေတွားပြီးတော့ဒီ Facebook ကောက်တွားပြီးတော့ Facebook ကောက်ဖွင့်မရရင်ဖွင့်မရတဲ့အကြောင်းလာမေးလို့ရတာဗောနော်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲဗီဒီယိုကိုအဆုံးသတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်